နေတော်များရှင်ကုံထုတ်သမဝယမအသင်းဆွမ်းဆောင်ရည်စုများအတွက်တတိယဆုကိုကြီးညာပေးမှာဖြစ်ပါတယ်ဒီဆုကတော့ပြည်တော်စုနယ်မြေနေပြီးတော့မှတားတင်ဦးအထွေထွေစီးပွားရေးလုပ်ငန်းသမဝယမအသင်းဖြစ်ပါတယ်ရှင်ကျွန်တော်ပေါင်းလို့ခင်ဗျာတားတင်ဦးအထွေထွေစီးပွားရေးသမဝယမလုပ်ငန်းသမဝယမအသင်းဟာနေပြည်တော်မြို့နယ်ရှစ်မြို့နယ်အတွင်းမှာဒေသခံပြည်သူများအားအလုပ်ကိုင်များဖန်တီးပေးနိုင်မှာတနစ်ကိုမြေပဲဆက်ဧက3511.36ဧကကိုအကျိုးပြုခြင်းမူလစီဆက်နှလုံးအပြင်ခင်မီစီဆက်အသစ်များထပ်မံတိုးချဲ့တိစောက်ကာတန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်အောင်ဆောင်ရွက်လျက်ရှိခြင်းစက်မှုကြီးကြပ်ရေးနှင့်စီစဉ်ဦးစီးဌာနရဲ့စက်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ်ရရှိထားခြင်းအရေးအသွေးစစ်ဆေးတက်ခွဲစမ်းသပ်ခြင်းတွေအစားအသောက်နဲ့ဆေးဝါးကုန်သွယ်ဦးစီးဌာနရဲ့ FDA ထောက်ခံချက်ရရှိရေးဆောင်ရွက်လျက်ရှိခြင်းတနစ်လည်းရင်ဖြန်းမြမြေပဲစီ3,811,440ပိတ်တာနေကြစီ3,6,4,800ပိတ်တာနှမ်းစီပိတ်တာ4,6,4,800ပိတ်တာကျိတ်ခွဲထုတ်လုပ်နိုင်ခြင်းပြည်ပမှစားအုံးစီတင်သွင်းမှုကိုလျှော့ချနိုင်ရေးသွင်းကုန်အစားထိုးဆောင်ရွက်နေခြင်း Digital စီးပွားရေးအသွင်ကူးပြောင်းမှုမှာလိုက်ပါဆောင်ရွက်ခြင်းဖြင့်ဈေးကွက်ချက်ထွင်နိုင်ရေးဆောင်ရွက်ခြင်းတို့ကြောင့်သမဝယမအသင်းတတိယဆုကိုရွေးချယ်ခြင်းမြင့်ခံရခြင်းဖြစ်ပါတယ်ဆုလက်ကံပေးနိုင်မှုအတွက်တားတင်ဦးထွေထွေစီးပွားရေးလုပ်ငန်းသမဝယမအသင်းအားဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာကွန်ပျူတာတစ်စိတ်ပေးအပ်ချင်းမြင်တာဖြစ်ပါလိမ့်ရှင်ဆက်လက်ပြီးကွန်ပျူတာကျန်တော်ပေးအပ်ချင်းမြင်တာဖြစ်ပါလိမ့်ရှင်ဂုံထုံသမဝယမအသင်းစွမ်းဆောင်ရည်စုတတိယဆုဖြင့်ငွေကျပ်10 သိန်းဖြစ်ပါတယ်ခင်ဗျာဂုံယူပါတယ်ခုလိုဆုများချင်းမြင်ပေးပါတော့စာပြိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးမင်းနာဟာအထူးဝင်ကျေးဇူးတင်ရှိပါလိမ့်ရှင်